မြန်မာအမျိုးသမီးလည်းများဟာအခုကိဝစားစီရင်မှုတွေကသိရန်ကားလွန်းတယ်ဘုရားကွာကြောင်းတဲ့တောင်မှလေဘိုင်ဘုတ်ကြီးတွေနဲ့အိန္ဒိယသည်ဗုဒ္ဓနာမည်ဖြစ်ဖြစ်မျိုးသမီးများပေါင်းမလဲတူပေါင်းမလဲချစ်စက္ကရှည်ပြဲတဲ့နောက်ကွယ်မဟုတ်ပါနဲ့အဲ့ဒါတက်ကဝိမိတ်အောင်ဝသေးတယ်မဟာမြတ်မုနိရွှေတကုတ်ရွှေဆက်တော်ကြိုက်တီယုမြန်မာပြည်အဓိကရဘုရားလေးသွားကြတဲ့အခါမှာအဲ့ဒါခုနကမိမတွေကပေါင်းမလဲတူပေါင်းမလဲချစ်စက္ကရှည်ပြဲတဲ့နောက်ကွယ်ဝတ်နေကြစင်းစင်းစားစားလည်းလုပ်ကြနောက်ပွဲကြီးဟုတ်ပြီးတော့ဘုရားကုန်းဥချနေလို့ခွေးရမြန်ပေါင်မုံထောပါသုံးရမရင်တော့ပြီးပြီသိရုံမှလွန်အားကြီးနေပြီနော်မရလားအေးအရက်ထဲမှာအရှက်မရှိတုံးလုံးချွတ်နေမပြောဘူးဥပုသ်ဆောင်ရဘုရားဘူးရတန်ငါတွေ့မဲ့နေရရတော့ဒါလေးတွေထိမ့်သိမ့်မှုကောင်းတာပေါ့မရလားကောင်းပြီတဲ့ဘုန်းကြီးတို့ကဗလိုင်းခောက်တာမဟုတ်ပါရှေ့ဆောင်လမ်းပြမရှိလို့မလိမ္မာတခါမိုက်တယ်မြခွန့်လို့နိုင်ပါတယ်အခုဘုန်းကြီးနဲ့သီလရှင်ဒါဘာသာကြီးကောင်းဆောင်ဘုန်းကြီးဆိုတာကိုရင်ဦးစင်းဝိရင်ဦးစင်းများမှာအောက်ကသိမဲ့မနထဝေရလဲပိဋကဂိုင်းဘယ်လိုလုံးမလဲဂိုင်းဘယ်လိုလုံးမလဲအဲ့တော့အမျိုးသမီးများသင်္ကန်းမောကောင်းလို့မပြောနိုင်တာထားမို့ခွန့်လွတ်တယ်ဗုဒ္ဓဘာသာအမျိုးသားမှန်ရင်ကိုရင်တော့မောခဲ့ကြလားကိုဝတ်တဲ့သင်္ကန်းဘယ်နှတရှိမှမသိတော့သင်္ကန်းကိုအဟွာနဲ့ထိုးပြီးပြန်ခဲ့ကြတို့ဗုဒ္ဓဘာသာတွေကသိအောက်ချင်းလွတ်ကုန်ပြီတော့မထခုနှစ်ထပရိသတ်ရေရှေ့ကအထထဆိုပြီးဖုံးလွှမ်းတာနတ်ပြည်ကကိုရင်လေးတွေသွားကြည့်ဦးစင်းတွေတော့သွားမကြည့်ဦးဇင်းရပြမှာမဟုတ်ဘူးလေတွင်လေးရတာသိက္ခာမိတခါကြီးကြည့်ဆိုပြမှာကိုဗျာအေးအဲ့ဒါပဲဗျာဘယ်နှထလဲခုနှစ်ထဗျာရှေ့ရကာတာအခုမျိုးသမီးတွေရှေ့ရလက်တလွာနဲ့နောက်ကလက်တလွာချက်ရှေ့ရလက်ပြဲနောက်ကလက်ကွဲတကောလုံးလည်းရကြမရှိတော့ဘာတွေဖြစ်ကုန်ကြနောက်သီလရှင်ဒါမျိုးသမီးကောင်းသူတို့ရဲ့အထက်ပိုင်းကြည့်လိုက်အတွင်းကချွေကအင်ကြီးပြင်ဘက်ကအင်ကြီးလက်ရှိသူတို့မှအင်ကြီးလက်တော့မရှိဘူးခိုက်ကြီးကိုယုံပုံမှန်အခါလေးတက်ပုံလာတာလက်ဘင်းကကျယ်သေးကလေးတွေအကျင့်ကလေးတွေများပိတ်ပိတ်တဲတဲလုံးလုံးချုံချုံခဏမြန်မာအမျိုးသမီးလောကဝတ်ထားတဲ့ဝတ်ကလေးတွေကလေနောက်ကနေကြည့်ရင်ရှေ့ဒူးရပေါက်မြင်တယ်ဗျာရှေ့ရကြည့်ရင်လည်းနောက်ဒူးရပေါက်မြင်တယ်ဗျာရင်လေးတွေခြိုက်ထားတာသိမများဘူးချက်ရအောင်ဘုန်းကြီးတွေဆွမ်းကားရင်တော့မှမျက်စိမိတ်ပြီးတော့အကခါရမယ့်ပုံစံမျိုးပေါ်နေအနာတလူရှင်တော်ကပ္ပိယရှိရင်တော့မချောက်ဘူးလက်ပရိလွန်သွားရင်ကိုယ်တာဝန်မယူသိရိုင်းဆိုင်ရုံမှလွန်အားကြီးနေပြီရှေ့ဆောင်လမ်းမြသံဃာတော်များသီလရှင်များရှိနေပြီလေဗျာမှန်ရဲ့လားဒါကြောင့်ကာကွယ်ရှုမြင်အလားပြင်းတရားနာခြင်းထိမ့်မာဤသူဘုံဆောက်ခြင်းထိမ့်မာဤဘုရားဖူးခြင်းထိမ့်မာဤမြင့်မြတ်လေရာဘာလဲနာမကျော်အဆိုကျော်ဖြစ်ခြင်းတော့ဒီတော့နီတာလို့တာလားပြီးပြီဆိုပါမြင့်မြတ်လေရာဩပုတ်ထဲပြန်ဝင်သွားရပြန်မလားဒါကတရင်ကတက္ကနာထိယမတရားနာယထိမ့်မာဤဥပုံဆောင်ယထိမ့်မာဤသာငါတွေ့ရာထိမ့်မာဤအဲ့တော့ဘုန်းကြီးတိလာကြီးဆိုတာဘာသာကြီးကောင်းတယ်ရွာဗျာရွာသားမကြည့်ညို့ရွာနာကမြက်ရွာနွားမစားကိုဘာသာဝင်လူတွေကဘုန်းကြီးတိလာရှင်ကိုမလေးစားစပင်းကလေးနဲ့ရှွတ်ခြံကလေးနဲ့ရှွတ်ဒီလိုဆိုရင်တို့ကဟာလားဘာသာကြားလူမျိုးကြားတွေနဲ့လက်ပေါ်တတိနေရရင်ဘယ်သူကလာလေးပြုံးတော့မှလဲဒါကြောင့်စပင်းနဲ့ဆိုင်ကယ်ဆိုတာကိုယ်ပိုင်ပစ္စည်းရချင်ရရလို့ရတယ်ရှင်းရင်ရရှင်းလို့ရရှင်းမြန်တော့လည်းပဲစပိတ်ဆိုင်ကဘောကခြေတော်လေးလည်းဖတ်စက္ကန့်မှပဲကြာတယ်10မိနစ်တောင်မကြာ
ခါရဝနိဝတ္တတရားတွေဒုပရိသသိမ့်နေပါကုန်ပြီအေးအဲ့ဒါဒီအထုသတိရှိရမယ်